ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုသိတယ်လုပ်ပေးနိုင်မဲ့ပါတီကိုပြည်သူလူထုကပေးဖို့လိုတယ်ပေးခိုင်းတာမဟုတ်ဘူးနော်အဲ့ဒါမှအဖြေပဲရွက်ကဝဲသူရွက်ကဝဲလို့တာလေဘာဖြစ်လဲဘာမမြင်ပါဘူးကျွန်တော်တို့ဘာမြင်ရမှအကြောင်းမရှိဘူးကျွန်တော်တို့ကတိုင်းပြည်အုပ်ချုပ်တဲ့မင်းခိုင်းတာကိုလုပ်ရမှာကောင်အားလုံးတိုင်းပြည်သားတိုင်းပြည်အုပ်ချုပ်တဲ့မင်းကိုစော်ရရင်ရာဇာခိုင်းတဲ့တယ်ဆရာတော်ကြီးပြောသွားတာကျွန်တော်ပြောတာမဟုတ်ဘူးနော် strong ဖြစ်တာမဟုတ်ဘူးတကယ် strongest ပဲပြည်ခိုင်ရုံးပါတီဒါလင်းလုံးနိုင်မယ်လို့ကျွန်တော်ယူဆရတယ်ဒါကျွန်တော်အမြင်လေအားလုံးမြင်ဖို့မလိုဘူးလေကျွန်တော်သဘောတူလိုက်တူမလိုဘူးလေကိုအသိဉာဏ်နဲ့ကိုပညာနဲ့ကို common sense တို့စဉ်းစားပါ use your brain ဘယ်လိုဆိုင်လဲဘယ်တိုင်းခိုင်းမှကျွန်တော်မလုပ်တာ no politics ကျွန်တော်လုံးဝသာနာမပါဘူးကျွန်တော်မိဘဟိုဘက်ဒီဘက်အားလုံးအမှုထမ်းနေပြီပဲကျွန်တော်ယင်နေရချစ်တာဘယ်လိုကလာကျွန်တော်ဘာပြောမှာတော့ဟုတ်တယ်မလားဟုတ်တယ်နော်အောင်မင်းဆိုတဲ့မအေးလို့လဲအဲ့လိုပဲရန်တိုက်ပေးတယ်ဟိုမှာဖြူဖြူထွေးကိုသွားပြီးတော့မှဟမ်